ပြန်ခေါ်တော့ဗျာဒီကပင်ငယ်ခါးကြီးယောဂ pH တိုင်းကြီးတော့လေ pH ကတချို့နေရာ 3.5 ဖြစ်ပြီးတော့တချို့က5လောက်ရှိတယ်ပေါ့နော် ဟုတ်တယ် တော့များသောအားဖြင့်ဒီလိုတည်တဲ့နေရာလေးတွေတိုင်းရတဲ့အခါ 3.5 ပဲရှိတယ်ရေချင်းတယ်ပေါ့ရေကြီးကအဆိုဓာတ်များတာနဲ့ pH နေပြီးတော့ချင်းတာနဲ့ဆိုတော့ hydro ion များတာနဲ့ acid နဲ့ပေါင်းပြီးတော့ရေဆောင်ယောဂစွိုင်းပွန်းတွေကိုပွားများစေတာပေါ့ ဟုတ်ကဲ့ ယောဂနိုင်နေရပေါ့ဗျာဒါကိုဖြည့်ရှင်းဖို့ဒီကျွန်တော်တို့က pH ကိုတက်လာအောင်လုပ်ဖို့ရယ်ဒီစွိုင်းပွန်းတွေမနေနိုင်အောင်ဒီ trichoderma လို့ဟောကျွန်တော်ဇီဝချင်းတိုက်မယ်ဆိုရင်လည်းဒီစွိုင်းပွန်းထက်များတဲ့ပမာဏဖန်တီးပေးနိုင်တဲ့ကျွန်တော် trichoderma တွေဖန်တီးဖို့လိုတာပေါ့တို့ EM bokashi တို့အဲ့ဒါမျိုးကို trichoderma နဲ့ရောပြီးတော့မြေခံမှာနောက်ဆုံးထိပ်မှာထက်များထက်တစ်ခါ pH တစ်ခါတိုင်း ဟုတ် ဒါနဲ့မရသေးဘူးထုံးကူထုံးထည့်လိုက်ဒါတွေထည့်လိုက်ဒါဆိုရင်ကျွန်တော်တက်လာမှာဒါဆိုရင်ကျွန်တော်ကတေနှုံးကအဲ့လောက်ကြီးများဆာကြီးမရှိပါဘူးတချို့ဒေသဆိုရင်ကျွန်တော်အကွက်လိုက်သေးသွားတာဒါလည်းဆိုးရလေ ဟုတ်ကဲ့ ဒီလိုအနေထားမျိုးပါဒါကတော့ဒီတောင်သူက advanced farmer တွေကိုဗျသူကအသိပညာကျွဲသွားပြီးသားတောင်သူဒီအဆင့်ရအောင်သူမနေ့လှုပ်လာခဲ့ရတာကျွန်တော်မေးကြည့်တော့ဒါကကျွန်တော်တို့အောက်မှာသူကစငွေစားတတ်တွေရှိတာစားတတ်ဒီကျွန်တော်ကဒီဇင်ဘာဇန်နဝါရီဆိုရင်ကျွန်တော်စငွေတွေကအပေါ် evaporate လောက်တာတော့ဒီမှာအားလုံးကနည်းနည်းစိုးအရေးလေးတွေပြန်နေတာအဲ့ဒီအစိုးပြန်တဲ့အချိန်နဲ့ယောဂထားကြတောင်းကြတဲ့အချိန်နဲ့မြေချင်တာနဲ့သွားတွေ့တာဒါနောက်ပိုင်းလဲတေအောင်မှာတဖြည်းဖြည်းသူကတေလိုက်သွားမှာ ဟုတ်ပြီ ဒါကိုထိန်းဖို့ကျွန်တော်ကဒါ trichoderma တို့လို့ထိန်းလို့ရမယ် chemical ကြီးနဲ့ကြတော့ကျွန်တော်ကချိန်ဖို့ဆိုတာဒါမနိုင်တော့အကြောင်းနဲ့အကျိုးလေအကြောင်းမကောင်းခဲ့တာအကြောင်းမကောင်းတာကြီးအကြောင်းကိုမပြင်ဘဲနဲ့ဘလို့မှအကျိုးမကောင်းနိုင်တော့ဆိုတော့ကျွန်တော်ကအကြောင်းမကောင်းတာတွေကဘယ်ချက်တွေပြင်မယ်ဒီလိုမှရမှာလေ ဟုတ်ကဲ့ပါ ဟုတ် okay ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ